ယူသွားပြီငါတို့တွေ့ရယူသွားပြီ ရှင်စမကလာချောင်းရင်ရှင်သွားလိုက်တော့တစ်ခါလေးကူညီပေးရတယ်အားနာပြီးတော့အကျူခံတဲ့လူသားမျိုးတော့မဟုတ် ကဲ တတိရောထားတော့ငါတို့ရက်ွက်ထရကောင်းတယ်လေကုတ်ပလေးဝိုင်းလေးပဲတလေးအိမ်နာပြုလို့တော့မှာဒီစိတ်ကြီးလေးပြတ်သွားမှာ 你也是给来的去的。 နာရှင်စမနောက်လိုက်တယ် အားလည်းအဲ့အချင်းချင်းလေးတော့မှရှိ ရောက်ကန်ဒီလိုက်တော့ရအောင်နင်တို့မွေးတဲ့ကလေးကိုငါလည်းချီကျလာပြီဟာ 咱们都有人啊， ငင်ကအဲ့လိုပုံစံကြီးကြိုက်တာမှတ်လား နင်တို့တားပြီးတော့ငါလုံးဝမကူညီနိုင်ဘူးနင်တို့ကြက်တို့ထင်ဟာ ဘာငွေရင်းကြီးလေငွေရဖို့အတွက်ဘာမှမဆိုလုပ်နင်တဲ့ကအဲ့ဒါကဘယ်လိုတက်လာလဲတက် ယူလို့ရမမေဘလို့အဲ့ဒီကွန်တော့တယ်ကွာ စိတ်ချတော့ကိုတူဖြူနုလေခန္ဓာရင်ရှိအောင်ပြင်ဆင်ထားမယ်ကိုတူနဲ့ဖြူနုတိဆောက်ထားတယ်တာယာလေးဘွားဖြူနုပစ္စည်းမခံနိုင် ဆွေမျိုးဆိုတာစိမ့်လာရှင်သစိမ့်ထပ်ပို့ပြီးကြောက်စရာကောင်းတယ်ငါစိမ့်အောင်မတက်ရလို့သိမဲဆိုလဲငါသိသွားပါစေအဲ့လိုဆွေမျိုးတွေကနှိမ်ချပြောဆိုဆက်ဆံတော့ငါလုံးဝမခံနိုင်ဘူး ဟာလေကိုတာကလေတယောက်တည်းပြဿနာရှာတော့စိတ်ပုံပြီးလို့ဟာတယောက်တည်းနဲ့တင်ရလေတရားပဲကွာရှင်းလိုက်ပြီ ငါဒီလောက်ကိုလုံးချေလို့လောက်ရတဲ့ ရှင်နေရကြောင်းလုပ်နေရတယ်။မင်းစိတ်ထဲနဲ့ဒီလိုမှမလိုက်ဆိုတော့ကိုမလေးလူလိုက်စရာဆိုတော့သားလေးပြောက်ပြီးရှိတယ်။လေးမရမှာဘာမှမပူစားတာအပြင်ပဲ အဲ့ကြရပါမိမနဲ့ဒီတို့ကြောက်ရငါတို့ကြောက်ခွက်တယ်မှာပစ္စည်းတွေပျောက်တာတခေါ်နေမယ်ယာတခေါ်နေမယ်ယာ မင်းတို့ကောင်တွေကျွန်တော်ဘာပဲလုပ်ခဲ့အခုဒီချိန်ရစပြီးတော့ရက်တိုက်ရပ်ဖို့မင်းတို့ကပြိလာပေးတာငါပြောပါတယ် तू ကအခြေစိမ်ပါလို့မင်းရတယ် အားလည်းအဲ့အချင်းချင်းလေးကိုမှရှိ ဟုတ်တယ်ကွာငါငွေရည်ကြီးလုံနေတယ်ငွေရဖို့အတွက်ဆိုလို့ရှိရင်ငါဘာမှမဆိုလုပ်မယ်ကွာရော ငါတို့မင်းပါဇက်ကအဲ့စကားဘယ်တော့ထွက်လာမလဲဆိုတာငါစောင့်နေပါလေကိုကောင်မလေးကြောက်လား ဟုတ်တယ်ကွာသူ့မိနေမကောင်းလို့စိတ်ကူးဖို့ငွေရည်ကြီးလုံနေတယ်အဲ့ဒါငါကူညီပေးချင်တာကွာ ဟုတ်မှလည်းလုပ်ပါကွာကြံမျိုးရိုးရှင်ဆိုင်နေတယ်လည်းဖြစ်နေပါ မ ဘူး ဟုတ်ပါဘူးဒီကိစ္စကို तू ပြောလို့ငါသိတာလည်းမဟုတ်ဘူးအမှန်ကငါတခြားနည်းနဲ့စုံစမ်းလို့သိတာကွာတကယ်ဖြစ်နေတာ ဟေ့ဟာမင်းနဲ့သူနဲ့ကဘာမှပတ်သက်သေးတာမဟုတ်ဘူးအဲ့ဒါမင်းအမ်းလို့မင်းတော့ကြောဓာတ်နဲ့ထိုးသွားလိုက်မယ် ညမကျွမ်းငါသူ့ကိုချစ်တယ်ဆိုတာဖြစ်ပြီးဆိုရင်ချစ်တာကွာနောက်မှတခြားဘာညုံနေချက်ပါသူငါ့ကိုကွာနောက်ကျောကိုဓာတ်နဲ့ထိုးလို့မကောင်းငါတကူလုံးဓာတ်နဲ့မွန်တော့စီငါချိန်တတ်တယ်ကျွမ်းမစကားတွေရမ်းများတယ်ကွာအဲ့ဒီငွေရမဲ့ခွေမေးရှာမှာမရှာမှာ ဟဲ့ငါတို့စိတ်အေးထားအခုနေတဲ့ကငါတို့မျက်စိထောက်ထောက်ပြီးကြည်နေစွတ်လို့အကုန်လုံးပြဿနာတက်ကုန်ဟဲ့မင်းမလောနဲ့ အရေးကြီးကိစ္စမို့လောနေရတယ်ကွာမင်းအာလောတဲ့ကိစ္စမို့လောနေတာ ဟဲ့မတို့ငါတို့လောကလောရင်ဘာဖြစ်တတ်တယ်ဆိုတာမင်းသိတယ်ငါခေါင်းအေးထားပြီးစဉ်းစားပြရစီငါကြံပြီးပါမယ် နေပါကွာအခုချိန်မှာငါလည်းဘာမှမစဉ်းစားနိုင်တော့ဒီကနေ့မှအားကိုးမှာပါလေ တန်းနေတော့ကိုကြီးမယ်ပြောစကားတော့
ဟဲ့ဝဒီဘာဖြစ်နေရလဲနေရ 我刚刚不该弄，တော်တော်တာဝန်မဲ့တဲ့ကောင် ။အော်နေရလေဟဲ့အိမ်နောင်တဲ့ယောက်ျားတစ်ယောက်ရဲ့တောင်းဝင်ကိုတော့မကြည့်ပြင်းလို့အိမ်နောင်ရေးဖောက်ပြန်တဲ့အကောင်စီကနေကဘာတွေမျော်လင့်နေရလဲ ဒီကိုပဲပြချတဲ့ကိစ္စသူခါတော့ငါလုပ်ခဲ့တာအခုကျတော့ပါသူကဒီလိုချိုးလို့ချိုးတယ်ဘာလို့မှဒီမကနိုင်ဘူးဘာလို့ကမလဲ ။ဘာမှလုပ်နေဟိုဘက်ကအရှုံးကြီးပဲပြီးတော့နင်ဘသူ့မှလည်းအားကိုးမနေနဲ့ဟိုအခက်ခဲရင်ဆိုင်နိုင်အောင်စူးစမ်းစမ်းမှတငယ်ချင်းရညို့ကြည့်ရတာအားနေနေသူဒီအစင်ရောပြေးလာ ဒီပါတယ်ဒါမဲ့ခေါင်းတော့ပဲနေမှုနေ ဒီအားနေနေရထင်တယ်ညို့ငါအလုပ်ကပြန်လာရင်နင်တို့အားစီဝယ်ခဲ့မယ်နော် ဟဲ့ပို့ပို့လီဖျားနေဆိုဘလို့ဖြစ်တာလဲတောက်တော့လားဓမ္မတွေကတော့စားရတယ်နော် ဟဲ့နေပါဦးနေကဝက်ဒီနေမကောင်းတာဘယ်လိုသိရလဲ မလမ်းမှာခုနနေမောင်ချိုးလေးနဲ့တွေ့ရတာသူနေမကောင်းပြောနေငါကလမ်းကြုံလို့ဝင်လာလိုက်တာ အမလေးဟဲ့နေကလမ်းကြုံတာရောဟုတ်ရဲ့လားနေဆိုင်ကယ်ကိန်းနဲ့သွားဝယ်လာမဟုတ်လားဟမ် ဟုတ်ဟုတ်ဘာလဲရှော့ပေါ်နေရလဲကိုဖိုးလုံးအားနာစရာ ဘာမှအားနာမလဲ။ तू ကလေအားနာစရာလို့မဟုတ်ဘူး။ဟဲ့ဟုတ်တယ်ပါ ဟုတ်တယ်အမအားလာနော်ဒါနဲ့အခုနေတောက်တက်တာလား အေးတက်တာများပြီးအားနေသွားတာပါ နောက်ဆိုဘာကိစ္စရှိရှိဟိုဖုန်းဆက်လို့ရအောင်နော်ပို့ပို့ကလေအိမ်မှာရှိချင်မှရှိတာသူကကဲအဲ့ဆိုကျွန်တော်ကိစ္စလေးရှိလို့ဟိုကျွန်တော်ပြန်လာအောင်မယ်နော် ဟုတ်ကဲ့ ပြေဖို့ငါလည်းမပြန်လာအောင်တော့မလာခဲ့တော့ပြီးစီ ။ကြွားကြွား ဘာလို့မလဲကွာဒီလမ်းကြောင်းတွေတိနေတယ်ဆိုကြတယ်ကိုရလည်းခိုင်းကောင်းလို့ခိုင်းနေအရှာရတယ်ပြေဟေး bro ဘာလို့လဲဝါရှာစော်လားဆေးလားလူကျင်အားလို့ရတယ်အမိရှိရတော်တော်စုံတာပဲဒီနေရာအိတ်တာတင်ဟာလူညအားလို့ရတယ်လူစိတ်ချမ်းသာသွားပြီဘာလို့ကျင်လဲပဲပြောပါဘာတော့ဘာထက်ရမလဲ sorry စေးတယ်နေမကောင်းဘူးတဲ့ bro ကအကျန်းလိုက်နဲ့တူတယ်ရိုက်ပြီလားအကွဲလားအချိုးခံဘာမို့လဲအသက်ရှင်းပြီးတန်ဟာတန်ကြီးတာပေးလိုက်လက်ဖြောက်တစ်ချက်ပြင်အားလုံးပြီးဘာလို့ကျင်လဲပဲပြောပါဘူးလေနောက်ဆိုမင်းတို့ကဒီနားကလူမိုက်တယ်ဘယ်နဲ့ဒီတော့ရှိဦးလေလူမိုက်ဆိုတာဒုစရိုက်အဆင့်ပဲရှိပါတယ်ကျွန်တော်တို့ကအဲ့ကောင်တွေကမြင့်ပစရိုက်ကြီးပါအဲ့ဒါတရားလူလာပြောသူဘာလို့ချင်ဘာလို့ချင်တာလဲအဲ့လိုကောင်ဘာလို့ပို့လဲကြာထောင်နေတယ်ထောင်ဒါဆိုဘလူကပါလဲဟုတ်တယ်ငါဒီအပိုင်အစ်ပြောင်းလာတဲ့နေတယ်တက်မောင်ဆိုတာငါပဲနေကွာကျွန်တော်ကြားတယ်ဘလူကဘောင်ဆရာရဲ့ဟိုဒီနေတယ်ပြောင်းလာတယ်ကြားတယ်ဒါပေမဲ့ဟိုတက်လို့လေဥပဒေရောက်ခံကြပြီးတီးလိုက်မှမထင်လို့နာမည်တော့ကြမှာနာမည်ပါတိလားဟုတ်ပါတယ်ကျွန်တော်တော့ကြပါဟိုဆရာဒီကိုလေကျွန်တော်တို့ဗာခိုင်းစားကြည့်လာလေဟုတ်ကောမတိုးဆိုတော့ဘာတူလဲမမလဲဟုတ်ကောလားအဲ့ကောင်မတိုးလားငတိုးလည်းတိတာပဲလားဟုတ်ပါတယ်ဆရာကောင်မတိုးဟုတ်ကဲ့ဟုတ်ပါဟုတ်လားအဲ့ကောင်ပေါ့မတိုးဒီပြောင်းလာတဲ့နေရင်းနဲ့ ညီပတ်စံမရရဲ့ပြင်ညီကိုဟိုကပို့ဆိုးပတ်ဆက်ပြောလွတ်လိုက်တယ်မှတ်လားညို့ငါတခုပြောမယ်ကိုအားကိုကိုတာအကောင်းဆုံးပဲဆွေမျိုးဆိုတာစိမ့်လာရှင်တစိမ့်ထက်ပို့ပြီးကြောက်စရာကောင်းတယ်ငါစိမ့်အောင်မတက်ရလို့သိမဲဆိုလဲငါသိသွားပါစေအဲ့လိုဆွေမျိုးတွေကနှိမ်ချပြောဆိုဆက်ဆံတော့ငါလုံးဝမခံနိုင်ဘူး Oh, you know I'm a thing.